Hello တောင်းပါပါလေဘာဖြစ်လို့လဲဆိုတော့ဆုံးဖြတ်ချက်မှားသွားတယ်ဘာလို့တမလဲဆိုတော့168 395နဲ့ကတဲ့အနေထားမှာ356ခုကိုဖြုတ်လိုက်တာ YouTube မှာတော့တေချာပေါက်ရှင်းပြခဲ့တယ်နှစ်သေးတယ်3သေးတယ်4သေးတယ်အကုန်အသက်ကွင်းတွေဖယ်လိုက်ပြီးတော့ခုနှလုံးစိုက်နဲ့ပြန်ပြီးတော့ချိန်လိုက်တဲ့အခါမှာ168 kg ကိုတွားတွေ့လိုက်တဲ့ပြဿနာ168 kg ထွက်မယ်ဆိုတော့ဆုံးဖြတ်လိုက်တဲ့ပြဿနာတခုမှားသွားတော့ဗောနော်အဲ့တချက်အခုညနေပြောမယ်မနက်ပိုင်းရှစ်လုံးဆိုင်ပေးသွားတယ်တို့တော့ညနေရှစ်လုံးဆိုင်မပေးဘူးထပ်မှန်မယ်ကွာမကြောက်ဘူးထပ်မှန်မယ်ညနေပိုင်းကြည့်လိုက်တော့8ရောက်မှ3လင်း3ရောက်မှ9နှစ်9နှစ်ရောက်မှ3ည5ဆိုလိုတာ3ညနှစ်3 4 5 8 1 3ည1နှစ်3 4 5 8 3ည1နှစ်3 4 5 8ခုနှလုံးဆိုင်ပဲပြီးမယ်မှန်းတယ်168 ကီးနဲ့လည်းပြန်ချိန်တယ်ခုနှလုံးဆိုင်လည်းပြီးမယ်မှန်းတယ်တက်ကွင်းမနက်ကအရန်လှတဲ့တက်ကွင်း2 3 4သေးတယ်အခုဒီညနေတက်ကွင်း3လုံးထိတ်နှစ်3လုံးပေါင်းနှစ်ခွန်ပေါင်းနှစ်သေးတယ်နှစ်ခွန်5 4သေးတယ်နှစ်လေးဖြုတ်မယ်အဲ့တော့81353ညဝိုင်းမယ်81353ညခွေချတော့မယ်ညနေခွေချမယ်81353ညဘာဖြစ်လို့ဆိုတော့မြူကန3လုံးမှာ9ထွက်သွားပြီဆိုတော့9က3လုံးဖြစ်နေတော့အဲ့ဒီ9ပြန်မှွေဖို့ရှိသေးတယ်9နဲ့ပတ်သက်ပြီးပြန်တင်မယ်အဲ့တော့9နောက်ပိတ်ဖြစ်တဲ့အတွက်3ခုမဆို3ချိန်ညနေ3တဲ့ချိန်မှာမှန်းတယ်ကွာရတယ်ဘာမှမဖြစ်အိုင်တော့ကဒီတစ်ချိန်ပြန်ဆဲလို့ရရင်ပြန်ရတယ်ဆုံးဖြတ်ချက်တစ်ချက်ပါပဲတစ်ချက်ဆိုတာ168 kg ကိုသမှန်းလိုက်တာအဲ့လိုပုံစံခုနှလုံးဆိုင်ပေးမဆို18တစ်ချိန်မယ်168 kg မှာဆို18ချိန်35ချိန်3138 51 58 53တဲ့ချိန်ခွန်5တော့35ခွန်ထပ်ခွေမှာဆို5351 5351လှတယ်31တော်တော်လှတယ်โอเคအဲ့ဒါလေးတက်ပြီးပြောတာပေါ့နော်အကောင်းဆုံးတော့ကြိုးစားနေပါတယ်အဆိုးဆုံးဖြစ်လဲရင်ဆိုင်မှုအသင့်ပါပဲဆိုတဲ့တဲမှာပါပြီးကိုသွားပြီးတော့မှန်လိုက်တာပေါ့နော်အဲ့လိုမျိုးစိတ်တော်တော်မကောင်းပြီးတော့ခွန်6ပထမရတော့ခွန်6ပြင်ကောင်းပါပဲစိတ်တွေကဆုံးပြတ်လိုက်တယ်ခွန်လန့်ခဲ့ဘူးတယ်အဲ့ဒီ YouTube မှာပြောတယ်ခွန်တော်လန့်တာမလန့်မို့လန့်တယ်ဒါပေမဲ့ဒီမနက်ကိုပတ်တီကိုခွန်ထုံမလို့မထုံမလို့ဒိုးလို့ဘာတမှန်ဆိုညနေပိုင်းခွန်ထိုက်စီကိုတမှန်လိုက်မိတာအဲ့ဒီမှာအဲ့ဒါကြောင့်မလို့ညနေမှာပေးမလားမနက်ပိုင်းတစ်ချိန်စောင့်လိုက်မယ်ဆိုအဲ့ခွန်လန့်နေတာဟို YouTube မှာတော့ရှင်းပြပွားပြီးအချစ်လို့ခွန်ဘာလို့လန့်လဲခွန်ကိုထွက်တဲ့အတွက်ခွန်တစ်လုံးဆင်းရမယ်3ည5ထွက်တဲ့အတွက်ခွန် view ဆိုင်မယ်ဆိုတော့အချက်ပါခွန်လန့်မိတယ်လန့်မိတော့ဘာတမှန်လဲခွန်ဘူးတော့မမှန်ခွန်6ရှိမယ်ခွန်1အဓိကခွန်1ကိုအရန်ကြိုက်လိုက်ခွန်1 5 1ကိုတော်တော်ကြိုက်တယ်အမှန်တိုင်းပုံမှန်လင်းပြောတာ9ခွန်ကိုဂျားတွေကလွတ်သွားတယ်1 5 1ခွန်အရန်ကြိုက်တယ်ဒီဘက်ချမ်း168 ကီးမှာဆို1ကိုတော်တော်ကြိုက်တယ်1ကိုတော်တော်ကြိုက်ခဲ့တာဒါပုံမှန်လင်းဒါရှင်းပြောလိုက်မယ်1ကြိုက်ခဲ့တာဒီမနေ့ကို1နဲ့ခွန်နဲ့ရွေးမတက်ဖြစ်သွားခွန်ကလည်းဒီဘက်မှာသစင်ရှိတယ်1ကလည်းဒီဘက်မှာသစင်ရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အနေအထားတစ်ခုဖြစ်သွားတာအဲ့တော့ချစ်လို့ပြန်ပြီးစူးစမ်းပေးလိုက်ပါမယ်3ည3581အခွေလေးပါ group ထဲမှာ main နေပုံပြောပြတယ်โอเคเนาะ3ည3581အခွေအဲ့ဒါအရင်ဆက်လို့ပါ sorry သုံးပြချက်လေးတစ်ချက်မှစောင်းဝိုင်းဝင်ဖြစ်တယ်တက်ကွင်အကုန်ကောင်းတယ်ကွာမနေ့ကတက်လိုက်တာ2တက်တယ်3တက်တယ်4တက်တယ်ဆွဲထုတ်တာပဲခွန်3ည5တလုံးဆွဲထုတ်တာပဲကီး6လုံးတွေကကီးကတော့ပြီးမပြီးရင်တော့ထိမှာပဲဆိုတော့3ည1 3 5 6 8အကောင်တလုံးဆွဲထုတ်တလုံးလာမယ်ဆို3ထည့်တယ်ဖဲတဲ့တော့ဖဲကွာ3ဖဲတယ်ကွာစားတာပေါ့နော်ဒါပေမဲ့အစိုးဆုံးပြင်လဲရင်ဆိုင်မှုအတင်မယ်ပေါ့နော်အကောင်းဆုံးတော့ဖြစ်အောင်တော့စူးစမ်းနေတာပဲအခုကားပေါ်မှာပြင်မဲ့လဲဒါနဲ့တက်အုံတော့လေးကတက်အလုပ်လုပ်လိုက်โอเคအားလုံးစိတ်ပြေနော်အားလုံးချစ်ပါလို့